ခီးသွားဖို့လုပ်ထားတာပဲ8 နာရီပဲဟာ9 နာရီတော့ခုနေပြီဟာနောက်ကြနေပဲဆိုမှတော်တဲ့စီကလည်းပုံနဲ့ရေးချောင်းဆိုဝန်တင်လည်းမထည့်ရသေးဘူး နောက်ကြနေပါပြီဆိုအေးငယ်အောင်ပြော ကိုကြီးဟောလေမနေ့ကကားအင်ဂျင်ဝိုင်လဲကနေလာညီလေးမေ့ပေါ်လို့တော့အခုမှသိရလို့ ဘာလို့မလဲလိုက်တာလဲမင်းကလည်းမင်းတို့တေချာပြောထားရတာနဲ့ငါအခုတော့မှငါတော့မှအိမ်မှာအိပ်ရထားတာနောက်ကျနေရတယ်နောက်ကျနေပြီအေးထားတော့အဲ့ဆိုငါအမြန်ရတဲ့နေရာမှာပဲငါပဲသွားပြီးတော့စိတ်ကြတဲ့ဆိုမှသွားလဲတော့အေးဒါပဲဖုန်းမြင်ချရတော့မင်္ဂလာပါရှင်။ဒါနဲ့ဆောင်ရွက်ပေးရမလဲရှင် ဟုတ်ကအင်ဂျင်ဝိုင်းလေးလဲကျွန်တော်ဟုတ်ကဲ့ ဒါပါမင်္ဂလာပါဘာများကိုညီပြရမလဲနော် ကျွန်တော်ကအင်ဂျင်ဝိုင်းလေးလဲတော့ ဟုတ်ထိုင်ပါအောင်နော်ကျွန်တော်တို့ချိန်မှာအင်ဂျင်ဝိုင်လဲမယ်ဆိုရင်တော့ကြာတင်အပြည့်တနားခွဲလောက်တော့ချိန်ပေးရတော့ပဲနော် ဟုတ်တနေ့လေးငယ်လို့ရနိုင်ဘာလို့လဲကျွန်တော်ခီးလေးအမြန်သွားကြရ သွားရရှိတယ်ဟုတ်ကဲ့ပါအဲ့ဆိုရင်တော့ကျွန်တော် trade case နေနဲ့ quick survey ပုံစံမျိုးနဲ့ကျွန်တော်တို့ဆောင်ပေးပါ ဟုတ်ကဲ့ကိုအဲ့လိုလေးလုပ်ပေးပါဟုတ်ကဲ့ကြည့်ပေးပါဟုတ်ကဲ့ပါအဲ့ဆိုရင်တော့ကတော့လေးပေးပါ ဟုတ်ကဲ့ပါဟုတ်ပါညဟုတ်ပါရဲ့ဟုတ်ဒါလေးပြီးပါပါခင်ဗျာ မြန်လာပြီလား ဟုတ်ကဲ့ကျွန်တော်အမြန်ဆုံးနဲ့စိတ်ချဆုံးပြအောင်ဆောင်ရွက်ပေးထားပါမယ်ဟုတ် ကွတိလည်းချိန်ရတယ် ဟုတ်ကဲ့ နောက်ပြီးတော့လေပေါ့နေလို့ကျွန်တော်ခဏဒီချုံလေးရသွားတော့လေအဲ့ဒါနောက်တစ်ခေါက်အင်ဂျင်ဝိုင်းလဲကျွန်တော်ဘယ်အချိန်လောက်ကဆက်လဲရမှာ ဟုတ်ကျွန်တော်အင်ဂျင်ဝိုင်တစ်ခေါက်လဲထားရင်အချိန်အပြည့်ဆိုရင်6လကီလိုအပြည့်ဆိုရင်1000ကျွန်တော်တို့ဖားပေးထားပါတယ်ခင်ဗျာဟုတ်ကဲ့နောက်တော့အင်ဂျင်ဝိုင်လဲမယ်ဆိုရင်ပေါ့နော်ဒီအင်ဂျင်ဝိုင်လဲတဲ့ price ကို fixed price နဲ့ကျွန်တော်တို့ promotion package တွေလည်းရှိပါတယ် ကီလိုတစ်ချက်မှတ်ထားတာရဟုတ်ကဲ့ရပါဘူးခီးသွားတော့တိတ်မှတ်မိချိန်ဟိုဖြစ်တော့လေ ဟုတ်ကဲ့မြန်လည်းမြန်အဲ့ဒါဆိုရင်ကျွန်တော်အခုတစ်ခေါက်လဲသလိုပဲဈေးရလဲဒီတိုင်းနဲ့လည်းမရှိပါဘူး အဲ့ဒါဆိုမိုက် ဟုတ်ကဲ့ နောက်တစ်ခေါက်ကျန်လာမယ် ဟုတ်ကဲ့ပါကျေးဇူးပါ ကဲပါကျေးဇူးပါတော်သေးတယ်အခုဖုန်းနဲ့မှပဲစိတ်ချမ်းသာရတော့ပဲ